မြေယာမှုခင်းအမျိုးအစားများအချို့မြေယာပညာရှင်များကမြေယာမှုခင်းအမျိုးအစား25မျိုးရှိသည်ဟုဆိုကြပါသည်ယခုထိုခေတ်ထိုကာလကအဖြစ်များသည့်မြေယာမှုခင်းအမျိုးအစားများကိုသာဖော်ပြသွားပါမည်ကစည်းကမ်းပြည့်၍အရေးယူသည့်ကိစ္စလေယာမြေစည်းကမ်းပြည့်ခြင်း3မျိုးရှိပါသည်မြေစည်းကမ်းပြည့်ခြင်းလေယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအဥပဒေပုံမှ4ကိုဖောက်ဖျက်၍မြေယာကော်မတီ၏ခွင့်ပြုချက်မရှိဘဲပေါင်နှံခြင်းရောင်းချခြင်းခွဲစိတ်ခြင်းတနည်းနည်းဖြင့်လွှဲပြောင်းသည့်ကိစ္စများကိုဆိုလိုပါသည်နှစ်လုပ်ကိုင်မှုစည်းကမ်းပြည့်ခြင်းလေယာမြေကိုစိုက်ပျိုးလုပ်ကိုင်မှုမရှိဘဲအကြောင်းမဲ့လက်ထားခြင်းခွင့်ပြုချက်မရှိဘဲအခြားနည်းအသုံးပြုခြင်းခွင့်ပြုချက်မရှိဘဲတီးနှံပြောင်းလဲစိုက်ပျိုးခြင်းစသည့်ကိစ္စများကိုဆိုလိုပါသည်3လိုက်နာရန်တီးခြားပြဋ္ဌာန်းထားသောစည်းကမ်းချက်များကိုချိုးဖောက်၍စည်းကမ်းပြည့်ခြင်းစီမံကိန်းတီးနှံမစိုက်ပျိုးခြင်းတာဝန်ကျေစပါးမယောင်းချခြင်းစသည့်ကိစ္စရပ်များကိုဆိုလိုပါသည်မူရင်းလက်ငုပ်နှင့်လက်ရှိလက်ငုပ်တို့အငြင်းပွားခြင်းမူရင်းလက်ငုပ်ဆိုသည်မှာလေယာမြေကိုအစဉ်အဆက်ရခင်လုပ်ကိုင်ခဲ့ဘူးသူကိုဆိုလိုခြင်းဖြစ်ပြီးလက်ရှိလက်ငုပ်ဆိုသည်မှာလေယာမြေကိုယခုလက်ရှိလုပ်ကိုင်နေသူကိုဆိုလိုပါသည်ထိုသူ2ဦးလေယာမြေကိုရှေ့ဆက်၍မည်သူလုပ်ကိုင်ခွင့်ရထိုက်ကြောင်းအငြင်းပွားသည့်ကိစ္စများဖြစ်ပါသည်သက်ကြီးရွယ်အိုနှင့်ငယ်ရွယ်သူတောင်သူများအကြားအငြင်းပွားမှုတချို့တောင်သူလယ်သမားကြီးများအသက်အရွယ်ကြီးရင့်လာသည့်အခါလယ်ယာမြေကိုဆက်လက်လုပ်ကိုင်မည့်သားထောက်သမီးခံပူးတွဲလက်ငုပ်မရှိသည့်အခါမျိုးတွင်အခြားငယ်ရွယ်သူများအားလုပ်ပိုင်ခွင့်ပြုပေးရမှသူတို့2ဦးကြားလယ်ယာမြေဆက်လက်လုပ်ပိုင်ခွင့်အငြင်းပွားကြခြင်းဖြစ်ပါသည်ထိုအမှုခင်းများတွင်ငယ်ရွယ်သူများကတက်ကြီးရွယ်အိုထောက်ပံ့ကြေးမပေးသည့်ကိစ္စမျိုးလည်းပါဝင်ပါသည်မူရင်းတီးနှံနှင့်တီးထက်တီးနှံစိုက်ပျိုးသူတို့ကြားအငြင်းပွားမှုဥပမာအားဖြင့်လယ်ရှင်ကမိုးစပါးစိုက်ပျိုးပြီးသည့်အခါတီးထက်နွေစပါးစိုက်မနိုင်သဖြင့်စိုက်ပျိုးလုပ်ကိုင်နိုင်သူလယ်နီးချင်းမှနွေစပါးဝင်ရောက်စိုက်ပျိုးပြီးနောက်နှစ်မိုးစပါးရာသီရောက်သည့်အခါဖယ်မပေးသဖြင့်သူတို့အချင်းချင်းအငြင်းပွားသည့်အမှုအခင်းမျိုးကိုဆိုလိုပါသည်အမွေဆိုင်မြေအားအလှည့်ကျလုပ်ကိုင်ရာမှအငြင်းပွားမိဘသေဆုံးသွားပြီးနောက်ကျန်ခဲ့သည့်လယ်ယာမြေအားကျန်ရစ်သူမောင်နှမ5ဦးတဦးလျင်နှစ်ကျအလှည့်ကျလုပ်ကိုင်နေရာမှရှေ့အလှည့်ကျသူကသူ့အလှည့်ကုံဆုံးသွားတော်လဲနောက်လူအားဖယ်မပေးဘဲဆက်လက်လုပ်ကိုင်သည့်အခါ၌ပေါ်ပေါက်လာသည့်အငြင်းပွားမှုမျိုးဖြစ်ပါသည်လယ်ယာမြေကိုအမွေအဖြစ်တောင်းခံရာမှအငြင်းပွားမှုတောင်သူလယ်သမားဖြစ်သူမိဘနှင့်အတူနေ၍လယ်ယာမြေကိုလုပ်ကိုင်သူသားသမီးနှင့်အတူမနေလယ်ယာမြေကိုလုပ်ကိုင်ဘူးခြင်းမရှိသူယခင်လုပ်ကိုင်ခဲ့ဘူးတော်လဲယခုလက်ရှိလုပ်ကိုင်နေခြင်းမရှိသည့်သားသမီးတို့ကြားမိဘ2ပါးကွယ်လွန်သည့်အချိန်တွင်ဖြစ်ပွားတတ်ကြသည့်အမှုအခင်းမျိုးဖြစ်ပါသည်သီးစားသူရင်းအငြင်းပွားသည့်မြေယာမှုခင်းမိမိကိုယ်ပိုင်လုပ်ကိုင်ခွင့်မရသည့်လယ်မြေကိုအရင်းနှီးနှင့်လုပ်အားစိုက်ထုတ်လုပ်ကိုင်ပြီးနောက်တီးနှံပေါ်ချိန်တွင်ထွက်ရှိသည့်တီးနှံကိုလုပ်ကိုင်ခွင့်ရမြေရှင်အားအချိုးနှုန်းထားတစ်ခုတီးစားကသို့တီးထောက်ခပေး၍လုပ်ကိုင်သူကိုတီးစားဟုခေါ်ပါသည်သူရင်းဆိုသည်မှာသူတစ်ပါးလယ်ယာမြေပေါ်တွင်အခကြေးငွေယူ၍လုပ်အားတစ်ခုတည်းကိုသာစိုက်ထုတ်လုပ်ကိုင်သူကိုဆိုပါသည်မြေရှင်နှင့်အဆိုပါလုပ်ကိုင်သူတို့အကြားတီးစားဖြစ်သည်သူရင်းဖြစ်သည်စသဖြင့်အငြင်းပွားသည့်အမှုအခင်းမျိုးဖြစ်ပါသည်အခြားသောနှစ်ရှည်သီးပင်စိုက်ပျိုးသည့်ဥယျာဉ်ခြံမြေအငြင်းပွားမှုထမ်းလုပ်ပိုင်ခွင့်အငြင်းပွားမှုတို့ကဲ့သို့သောထူးခြားသည့်လယ်ယာမြေဆိုင်ရာအငြင်းပွားမှုများလည်းရှိပါသေးသည်အမှုများကိုစစ်ဆေးရာ၌မည်ကဲ့သို့စစ်ဆေးရမည်ကိုလည်း1963ခုနှစ်တီးစားချထားရေးနည်းဥပဒေ14ခါတွင်ကျေးရွာအုပ်စုမြေယာကော်မတီသို့တည်းမဟုတ်မြို့နယ်မြေယာကော်မတီသည်လက်ခံသည့်အမှုများနှင့်ပတ်သက်၍အောက်ပါအတိုင်းကြားနာစစ်ဆေးအမိန့်ချမှတ်ရမည်သက်ဆိုင်ရာကာယကံရှင်များအားကြားနာရမည်လိုအပ်သည့်သက်သေများအားစစ်ဆေးရမည်လိုအပ်သည့်စာရွက်စာတမ်းအမှတ်အသားစာရင်းများကိုစစ်ဆေးရမည်လိုအပ်သည့်အခြားပစ္စည်းများကိုစစ်ဆေးရမည်
ငါလိုအပ်လျင်လေယာမြေတည်ရှိရာသို့သွားရောက်စစ်ဆေးရမည်စအထက်ပါအတိုင်းကြားနာစစ်ဆေးပြီးနောက်များရမဲဖြင့်ဆုံးဖြတ်ရမည်စဆုံးဖြတ်ချက်တွင်မည်သူအားတီးစားချထား၍မည်သူအားပယ်သည်ဟုအတိအကျပါရှိရမည်ဇက်အမှုသွားအမှုလာအကျဉ်းချုပ်နှင့်ဆုံးဖြတ်ချက်ကိုမှတ်တမ်းတင်၍တဘာပတိမှတ်တမ်းတင်သူအပါအဝင်တက်ရောက်သည့်ကော်မတီဝင်အားလုံးလက်မှတ်ရေးထိုးရမည်ဇက်ဆုံးဖြတ်ချက်ကိုသက်ဆိုင်ရာတို့အားအကြောင်းကြားရမည်ညအမှုအားစစ်ဆေးရာတွင်မည်သူမဆိုလာရောက်ကြားနာနိုင်ခွင့်ရှိစေရမည်ကျေးရွာလူထုတက်ရောက်နားထောင်အောင်အားပေးရမည်ဟုပြဋ္ဌာန်းပေးထားခဲ့ပါသည်အထက်တွင်တော်လှန်ရေးကောင်စီခေတ်မှနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်အထိကာလအတွင်းအဖြစ်များသည့်မြေယာမှုခင်းများရင်းမှုခင်းကိုကြားနာစစ်ဆေးဆုံးဖြတ်ခွင့်ပေးထားသည့်အဖွဲ့အစည်းများမြေယာမှုခင်းစစ်ဆေးဆုံးဖြတ်သည့်နည်းလမ်းနှင့်ရင်းသို့စစ်ဆေးဆုံးရာတွင်အခြေခံရသည့်မူများကိုဖော်ပြထားရာထိုကာလအတွင်းမြေယာမှုခင်းစစ်ဆေးဆုံးဖြတ်ခြင်းဖြစ်စဉ်ကြီးအားအတန်အသင့်ခြုံငုံမိလောက်မည်ဟုယူဆပါသည်အဆုံးထိကြည့်ရှုပေးသူတဦးတစ်ယောက်ချင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်